ဒီနေ့အတွက်နောက်ဆုံးမေးခွန်းလေးတစ်ခုကိုရွေးပြီးတော့ဖြေပေးလိုက်ပါအောင်မယ်နော်ဟုတ်ကဲ့ပါဟုတ်တာဒေါက်တာရှင်းနဲ့ညီမကတဲ့မကြခင်လက်ထပ်တော့မဲ့သူပါတဲ့လက်မထပ်ခင်လုပ်သင့်တဲ့ treatment လေးတွေကိုညွှန်ပေးပါအောင်ရှင်တဲ့အန်ဒီရကင်းကင်းနဲ့စိတ်ချရတာလေးတွေပဲလုပ်ချင်လို့ပါတဲ့ဆိုတော့မင်္ဂလာမဆောင်ခင်လက်မထပ်ခင်ဆိုလို့ရှိရင်များသောအားဖြင့်ပေါ့နော်တယောက်ချင်းစီမှာလိုအပ်ချက်ကလေးတွေလည်းကိုစီရှိရင်အမတို့ကကြည့်ပြီးတော့လည်းထပ်ပြီးတော့ဖြည့်ပေးရလေးတော့ရှိနိုင်တာပေါ့နော်ဒါပေမဲ့ generally တော့မင်္ဂလာဆောင်တဲ့အခါမှာကိုယ့်ရဲ့ confidence တွေတက်နေဖို့အတွက်ကို skin color လေးတွေ tone လေးတွေညီညာဖို့ကိုဦးစားပေးကြတယ်ဥပမာဘယ်လိုမျိုးလဲဆိုတော့ဒီ join လေးတွေတို့သို့မဟုတ်ဒီထိုင်တဲ့နေရာလေးတွေတို့အတွင်းသားလေးတွေတို့မှာအယောင်လေးတွေမညီညာဘူးဆိုလို့ရှိရင်ကိုကအိမ်အောင်ပြုတဲ့အခါမှာinsecure ဖြစ်ရတယ်လေမိန်းကလေးတယောက်အနေနဲ့ယောက်ျားလေးတွေလည်းတချို့ဖြစ်ကြတယ်ဆိုတော့ကြိုတင်ပြီးတော့ဒါကိုလာပြီးတော့ skin color tone လေးတွေညီညာအောင် laser treatment သို့မဟုတ် chemical brightening လေးတွေလာပြီးတော့လုပ်ကြရမျိုးလေးတွေအလုပ်များတယ်လို့လည်းလုပ်တင်တယ်အဲ့ဒါလေးရပြီးတော့ safe ဖြစ်တဲ့ procedure လေးတွေမှာလည်းပါဝင်ပါတယ်ပြီးတော့နောက်ထပ်တစ်ခုကအနံ့အသက်ပေါ့ကိုယ်ပိုင်အနံ့အသက်ကလေးတွေကောင်းမွန်နေဖို့တစ်ဖက်သားကိုယ့်ပေါ်မှာစိတ်ပြတ်သွားတာမျိုးညှို့ငြိမ်မှုလေးမခံရဖို့ကြိုတင်ပြီးတော့ကာကွယ်ရမျိုးလေးတွေအတွက်ဆိုရင်မတို့ကဒီဂျိုင်းမှာဂျိုင်းချွေးတိတ်အောင်လေးတွေလုပ်ပေးတာတို့ဂျိုင်းမွေးလေးတွေဖယ်ရှားပေးတာတို့ပြီးတော့ဒီဘီကီနီ hair လေးတွေပေါ့ပြောမယ်ဆို pubic hair လေးတွေကိုတန့်ရှင်းနေအောင်မတို့တခါလေး laser ပစ်ပြီးတော့ဖယ်ရှားပေးတာတို့ပြီးတော့ကတွင်အနက်ကောင်းမွန်အောင်မတို့ cleansing scaling ဒါလေးတွေလုပ်ပြီးတော့ပြင်ဆင်ပေးတယ်ပြီးတော့bright smile လေးဖြစ်အောင်မတို့ whitening ပေါ့သွား whitening လေးတွေပါတခါလေးလုပ်ပေးတာမျိုးလေးတွေကတော့ generally ဒါအိမ်အောင်ပြုတော့မဲ့အမျိုးသမီးအမျိုးသားတွေလုပ်တတ်ကြတဲ့ procedure လေးပေါ့နော် safe ရန်ဖြစ်တယ်တခြားအထွေအထူးလေးတွေကတော့စောစောပြောသလိုပေါ့ specific treatment လေးတွေကတူတယောက်ချင်းစီနဲ့သက်ဆိုင်သေးတယ်တချို့ကမင်္ဂလာဆောင်တော့မယ်ဝက်ချန်လေးရှိရဆိုလို့ရှိရင်တော့ကြိုတင်ပြီးတော့မတို့ဝက်ချန်လေးကိုကုပေးရတယ်မိတ်ကပ်လေးနဲ့အခါမှာဂျိုင်းကွက်ကလေးရှိနေလို့မိတ်ကပ်သားတေးတေးချာချာမတက်မှာဆိုလို့ရှိရင်တော့မတို့ဂျိုင်းကွက်ကုထုံးလေးတွေကိုကြိုပြီးတော့ကုပေးရတာလေးတွေလည်းရှိတတ်တယ်ဒီ main ကလေးဒီရင်သားလေးပေါ့နော်ရင်သားလေးတင်းတင်းရင်လှလှပပလေးသူတို့ဖြစ်ပြီးတော့ဟုတ်ကဲ့ဝတ်တာစားတာတွေမှာသူတို့သမီးဝတ်စုံလေးတွေနဲ့မှာဒီလိုလေးတွေ dinner ပွဲလေးမှာလှပဖို့ရင်သားလေးတွေတင်းရင်ဖို့ဆက်ကလေးနဲ့တင်တာမျိုးလေးတွေရှိနိုင်တယ်ပြီးတော့သူတို့သမီးဝတ်စုံတွေလှပဖို့ဆိုရင်ဒီလိုပခုံးသားအလှဖော်တာမျိုးလေးတွေရှိနိုင်တယ်ပြီးတော့ဝိတ်ချပေးရတာမျိုးတွေဒါကတော့အမြောက်များရှိတယ်ဟုတ်ကဲ့မျိုးသမီးရောအမျိုးသားရောဒီဝတ်စုံလေးတွေဝတ်ကြတဲ့အခါမှာပြီးတော့မင်္ဂလာပွဲထွက်တဲ့အခါမှာပေါ့နော်လူအများကြီးရှာနေထောင်နေတဲ့အလယ်မှာတင့်တယ်ပြီးလှပဖို့ကိုဒီခါးလေးတွေသေးဖို့အစီလေးတွေဖယ်ကြရတယ်မျက်နှာလေးချက်ရက်ဖို့ double chin လေးတွေမရှိဖို့အစီလေးတွေဖယ်ကြရတယ်ဒါမျိုးလေးတွေအဓိကလုပ်ပေးရတယ်ပြီးတော့ဒီနားလေးပေါ့မင်္ဂလေးတွေဒီလိုအပေါ်ပိုင်းအပြက်လေး off shoulder လေးဝတ်တဲ့အခါမှာဒီနားအစီလေးတွေအနှဲငယ်ရှိရဲဆိုရင်အဲ့နားလေးတွေလုပ်ပေးရတာများတယ်ပေါ့နော်အဲ့ဒါလေးကပြောမယ်ဆိုရင် safe ဖြစ်လားဆိုဖြစ်တယ်။ဘာလို့ဆို injection မှာလည်းမတို့စီမှာ organic brand တွေရှိတယ်။ဟုတ်ကဲ့။ safe လို့တောင်ခေါ်လို့မရဘူးပေါ့နော်။ organic ဖြစ်တာမျိုးတွေရှိတယ်။နောက်ဆုံး no time မိခင်တွေအထီတောင်သုံးလို့ရတယ်။တာမန်မင်းကလေးတွေမကောင်း။အဲ့လိုအစီဖြော်ဆေးလေးလည်းရတယ်။ပြီးတော့ဆက်နဲ့ပေါ့နော်။တချို့က injection အမကြိုက်ဘူးဆိုလို့ရှိရင်ဆက်ကလေးတွေတက်ပြီးတော့အစီချပေးလိုက်တာမျိုးလေးတွေရှိတယ်။ဒါဆိုလို့ရှိရင်တော့လုံးဝ needleless ဖြစ်သွားပါပေါ့နော်။ဆိုတော့အခုပြောသွားတဲ့ဟာလေးတွေကတော့အိမ်အောင်မပြုတ်ခင်မင်္ဂလာပွဲမထွက်ခင်မှာများသောအားဖြင့်အလုပ်များတဲ့ဟာလေးတွေနဲ့ပြီးတော့သူညီမလေးမေးထားတဲ့အတိုင်းပဲ safe ဖြစ်တဲ့ treatment လေးဆိုရင်လည်းဟုတ်ပါတယ်လို့အခု Laura ဒီနေ့ဖြေချပေးသွားတဲ့မေးခွန်းလေး၄ခုကမောင်လေးညီမလေးအတွက်လည်းအများကြီးအကျိုးရှိပြီးတော့တစ်ခုခုလေးတော့ကြံခဲ့မယ်လို့မျှော်လင့်ပါတယ်နောက်လည်းမေးခွန်းလေးတွေကိုဒီလိုပဲကောက်နှုတ်ပြီးတော့အများကြီးထပ်ပြီးတော့ဖြေပေးအောင်မှာမို့လို့ Laura တို့ရဲ့ Pan Aesthetics Facebook page TikTok channel နဲ့ Laura ရဲ့ကိုယ်ပိုင် TikTok YouTube နဲ့Facebook page တို့ကိုအမြဲတမ်းဝင်ရောက်ပြီးတော့ကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ် Bye bye